Hello, Sati. Jangan aku lalu ni. No shit. Oh, wah, you phone. No shit. Okay. Don't crack.
democracy ပြည်တော်စုဖော်ဆောင်ရေးဖက်စီကန်နိုင်ငံရဲ့ချင်းသားများအားလုံးတွန်းပြောင်းရေးဖက်စီကန်နိုင်ငံရဲ့ချင်းသားများအားလုံးတွန်းပြောင်းရေးdebate show me that Sana Jedabo don't be doing the yellow hey democracy ashiye Cagado con lo que es,
Nắp lên. Ôi chúng ta có lên cái là cái gì mà là mưa là theo về với bà bố lông theo. Thì có tiếp theo vô trợ. Alo. Ê cho nó nắp lên các cái nào cái gì đấy. Nên là thì mà về là bếp hộ. Bố lông theo mà. Ya cái gì ya. Thế chúng nó luôn. Dù đó là này ngồi cạnh đó đây người ship mà làm mà nó. Anh này cái này người ship mà làm mà ship mà xử lý mà. Bây giờ cô nhé nhà bên lấy một thâu bị mà lấy cái sáng sao vào nó cái sáng sao này lưu xịt tháo bị mà. Bây giờ súp dùng mình đi về nó lấy cái sáng sao. Bố phê anh sao nhà phê anh sao bị mà lấy sáng nào bị mà.
Hello. ကျွန်တော်တို့နည်းနည်းနောက်ဆုတ်လိုက်ပို့စင်ပြီးမယ်ထင်တော့အကလုံးမထင်နဲ့နော်နည်းနည်းလေးနောက်ဆုတ်ပေးလိုက်ပို့စင်ပြီးမယ်နော်ကျွန်တော်အားလုံးထားမှနည်းနည်းနောက်ဆုတ်ပေးအောင်နည်းနည်းဆုတ်ပေးမှနေရာနဲ့ချက်ယူထားမယ်အားလုံးကျွန်တော်နည်းနည်းစီဆုတ်ရအောင်ဒီနောက်ဖက်အားတော့ကလို့ကျွန်တော်ဆုတ်မယ်ဟုတ်ပြီရပြီအဲ့လောက်စေဒီမှာကျွန်တော်ပညာရေးအလာနဲ့တန်းထဲနေပေးပါပညာရေးတပိတ်အလာနဲ့ဒီနောက်ဖက်ချမ်းနဲ့ဆုတ်နည်းနည်းဆုတ်ဆိုတော့ကျွန်တော်တို့ဒီမှာဆိုမြို့နယ်တပိတ်အခုကျွန်တော်တို့လူကိုလိုစီကြောင်းနဲ့ကိုလိုရောက်လာဖြစ်ပါပဲဆိုတော့ကျွန်တော်တို့အစီအစဉ်ကိုကျွန်တော်စတင်မှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးအစီအစဉ်နဲ့ကျွန်တော်တို့ကြွေးကြော်တာနဲ့ကျွန်တော်တို့အရင်ကြွေးကြော်တာနဲ့ကျွန်တော်စဖွင့်ပါမယ်ပြီးတော့ကျွန်တော်တို့နံပါတ်1အနေနဲ့ကျွန်တော်တို့ဒီလက်ရှိကျွန်တော်တို့ဒီနိုင်ငံရေးခင်းချင်းမှာကြောက်ဆုံးသွားတဲ့ကျွန်တော်ရဲ့ရဲဘော်တွေကိုကျွန်တော်တို့10မိနစ်အလေးပြုတဲ့အစီအစဉ်ကိုကျွန်တော်တို့သွားမှာဖြစ်ပါတယ်ပြီးမှကျွန်တော်တို့ဒေတာခါလူထုတယောက်မှစကားပြောမှာဖြစ်တယ်နံပါတ်4မှာ CDM ကိုထားမှတူစကားပြောမှာဖြစ်တယ်ပြီးမှကျွန်တော်တို့နံပါတ်5မှာဒီမော့ဆိုလူငယ်အကရှိမှဖြစ်ပါတယ်ဆိုတော့နံပါတ်6မှာလူထုတက်ကနေကိုယ်စားလှယ်တူစကားပြောမှာဖြစ်ပါတယ်ဆိုတော့ခုနေ့မှာလူငယ်အမျိုးသမီးထုကိုစားတူစကားတက်ပြောမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ဒီတပိတ်ကော်မတီအမှာစကားအကျဉ်းစုတင်စကားပေါ်မှာအဲ့ဒါပြောကြမှာကျွန်တော်တို့ကြွေးကြော်တာနဲ့ကျွန်တော်တို့ပြန်ရုပ်သိမ်းမှာဖြစ်ပါတယ်လို့ဆိုတော့အခုကျွန်တော်တို့ကြွေးကြော်တာနဲ့ကျွန်တော်တို့စတင်မှာဖြစ်ပါတယ်လို့C'est anarchismeအမြင့်ပြချင်မောရေ C'est anarchismeအမြင့်ပြချင်မောရေNatashi possible check out the piate ye Natashi possible check out the piate ye Federal democracy pita super sao ye Federal democracy pita super sao ye Pasika nanga ye cheta mya lu myao ye Pasika nanga ye cheta mya lu myao ye Debate Sanda Yela bo Pitura ngiyala hey Pitura ngiyala hey Jesu te mare ဆိုတော့အခုဆက်လက်ပြီးကျွန်တော်တို့ data ဥစ္စာပြောကျွန်တော်တို့ဒီမှာကြာဆုံးသွားတဲ့ကျွန်တော်တို့အစာနီခေါင်းဆောင်ကျွန်တော်တို့ရဲဘော်ရဲဖက်တွေအများကြီးရှိတယ်တနိုင်ငံလုံးမှာဆိုတော့ကျွန်တော်တို့ဒီကြာပြည်နယ်မှာလည်းပြီးခဲ့တဲ့တရက်နှစ်ရက်မှာလည်းတူကြာဆုံးသွားပါတယ်ဆိုတော့အခုချိန်မှာကျွန်တော်တို့ပြည်သူလူထုတွေအားလုံးမတရားပြီးတော့ကျွန်တော်တို့သူတို့ကိုအောင်မေတတိယကရဝပြုချေအစီအစဉ်ပြုလုပ်မှာဖြစ်ပါတယ်ဆိုတော့အားလုံးကျွန်တော်တို့တတိလေးပြတဲ့ချိန်မှာ10မိနစ်ခန့်ကြာပြီးမှကျွန်တော်ညစ်တဲ့ချင်းကျွန်တော်နေမှာဖြစ်ပါတယ်လို့ဆိုအလောတတိကြာဆုံးသွားတဲ့ကျွန်တော်ညီကိုရဲဘော်များကိုလေးပြုကျေးဇူးတင်ပါတယ်ဆိုတော့ကိုဆက်လက်ပြီးမှကျွန်တော်တို့ data ခါလူထုမှတူကျွန်တော်တို့စကားပြောပေးဖို့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီမြလဲကျေးရွာအုပ်စုက data ခါတူကျွန်တော်တို့စကားပြောပေးဖို့ဖိတ်ခေါ်ပါတယ်
မှာရောက်စီလာတဲ့ကျွန်တော်တို့ပြည်သူတွေအားလုံးအထူးလေးစားဂုဏ်ယူပါတယ်လို့ပထမဆုံးကျွန်တော်နှုတ်ဆက်ချင်ပါတယ်ဒီအစီအစဉ်ကိုစီစဉ်ပေးတဲ့ကျွန်တော်တို့တပိတ်ကော်မတီများလည်းအထူးပဲကျေးဇူးတင်စီကြောင်းပထမဆုံးကျွန်တော်ကျေးဇူးတင်စကားပြောချင်ပါတယ်ကျွန်တော်တို့အစီအစဉ်ကျွန်တော်တို့အင်စင်အနေနဲ့ကျွန်တော်တို့အဲဥမကြည့်ဘူးဆိုတဲ့အကြောင်းကိုလည်းအားလုံးနားလည်စေချင်ပါတယ်ဘာဖြစ်လဲဆိုရင်ကျွန်တော်တို့ဒီလောက်လူများမယ်လို့မထင်ခဲ့ဘူးပေါ့နော်မနေ့ကဆိုကျွန်တော်တို့အစီအစဉ်တန်းတဲ့လောက်ရေလေးတစ်ခုလောက်ကိုကျွန်တော်တို့လူ900 1000ဖိုးလောက်ပဲကျွန်တော်တို့အစီအစဉ်လိုက်ခါကျတော့ဒီခါတလေရေတော့မှကျွန်တော်တို့အဲဥမကြည့်ဘူးဆိုတဲ့အကြောင်းကိုလည်းအထူးပဲကျွန်တော်တို့မေတ္တာရခံပါတယ်ရောက်စီလာတဲ့လူတွေအားလုံးလည်းကျွန်တော်တို့နားလည်ပြပါလို့ပထမဆုံးပြောချင်ပါတယ်ဒီမှာရောက်စီလာတဲ့ပြည်သူတွေအားလုံးဘာကြောင့်ရောက်လာလဲလို့မေးလိုက်ရင်တော့အဖြေကတစ်ခုတည်းပဲထွက်တယ်လို့ကျွန်တော်မြင်ပါတယ်ဘာကြောင့်လဲဆိုရင်တော့စိဖနာအောင်ကနေလူမြောက်ချင်တဲ့ပြည်သူတွေအားလုံးပဲလို့ကျွန်တော်အဲ့လိုမျိုးမြင်တယ်စစ်ကြောင်မဖြစ်ချင်လို့ပဲကျွန်တော်တို့ဒီမှာအငှလာခံချင်ပဲဖြစ်ပါတယ်လို့ကျွန်တော်အဲ့လိုမျိုးမြင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီနိုင်ငံမှာကျွန်တော်တို့စစ်ဖနာအောင်နေဆက်နေမှာဆိုရင်တော့ကျွန်တော်တို့ဘယ်တော့မှမတိုးတက်နိုင်ဘူးဆိုတဲ့အကြောင်းအားလုံးကိုသိသိတယ်လို့ကျွန်တော်တို့မြင်ပါတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကနေ့အဆက်ခေတ်အဆက်ကလေးကဒီကျွန်တော်တို့ခေတ်အဆက်ကလေးကကြံတန်းကျွန်တော်တို့ဘဝကိုတိုက်ခိုက်လာခဲ့ရတယ်တစ်ဆက်ကျွန်တော်တို့လူထုအာဏာတွေကိုတင်ခဲ့တယ်ဒီကြောင့်တွေကိုမတရားဘူးလို့ကျွန်တော်တို့မြင်ပါတယ်ဆိုတော့အခုတတိကျွန်တော်တို့မထဘူးဆိုရင်တော့ဘယ်ချိန်မှထမလဲသူတို့ထဲကိုမလွတ်မြောက်ဘူးဆိုရင်ကျွန်တော်တို့ဘယ်တော့မှမတိုးတက်နိုင်ဘူးဆိုတဲ့အကြောင်းကျွန်တော်တို့သိသိရပါတယ်ကျွန်တော်တို့အနေနဲ့ဒီနေ့ဒီချိန်ကနေစပြီးတော့မှစစ်ကောင်စီကနေကျွန်တော်တို့မြန်မာနိုင်ငံကိုတိုးတက်အောင်လုပ်နိုင်တယ်ဆိုတဲ့အကြောင်းကျွန်တော်ဘယ်တော့မှမယုံဘူးဘာဖြစ်လဲဆိုတော့သူတို့အလောကဘာပဲစီးလဲဆိုရင်တနကင်မယ်စစ်တိုက်မယ်လက်ညှိုးကွေးမယ်ဒါကြီးပဲစီးတယ်ကျွန်တော်နိုင်ငံအနာဂတ်ကိုထုံးလိမ့်နိုင်အောင်အနာဂတ်ကျပွင့်တွေကိုလမ်းပြပေးနိုင်တာစီတဲ့ဝန်ထမ်းတွေနဲ့ကျွန်တော်တို့ဒီအင်ဂျင်နီယာတို့ဆာဝန်တို့အဲ့ဒါတွေပဲကျွန်တော်မြင်တယ်ဆိုတော့ကျွန်တော်တို့နိုင်ငံအနာဂတ်ကောင်းစေဖို့အတွက်အခုစီတဲ့ဝန်ထမ်းတွေလည်းအကုန်လုံးရောက်လာတဲ့ခါကျတော့ကျွန်တော်အများကြီးအားရပါတယ်ဒီမှာအများကြီးရောက်လာတဲ့ဟာတွေကြတော့လည်းအထူးပဲကျေးဇူးတင်ပါတယ်စစ်ဆိုင်ပြီးကျွန်တော်တို့အနေနဲ့ကျွန်တော်ပြည်သူစီလုံးညီညွတ်ဖို့နိုင်ငံတနိုင်ငံတိုးတက်ဖို့အတွက်ဆိုရင်စီလုံးညီညွတ်ရေးကိုစတင်ဖော်ဆောင်ရမယ်ဖြစ်ပါတယ်ဒီစတင်ဖော်ဆောင်နေတဲ့အခါမှာကျွန်တော်တို့စီအာနာစင်စီအဖွဲ့အစည်းကနေကျွန်တော်တို့တစ်ခါမှကျွန်တော်တို့စီလုံးညီညွတ်မှုလာလုပ်ပေးတာမရှိဘူးကျွန်တော်တို့ပြည်သူကနေပဲကျွန်တော်တို့စတင်ပြီးတော့မှစီလုံးညီညွတ်မှုတစ်ခုတည်ဆောက်နေတယ်ကျွန်တော်တိုင်းရင်းသားတွေပဲကျွန်တော်တို့တိုင်းရင်းသားထဲပဲစီလုံးညီညွတ်မှုစတင်ခဲ့တယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောချင်ပါတယ်ဆိုတော့သူတို့အနေနဲ့စစ်ဆိုင်ပြီးတော့မှဒီအဖွဲ့အာဏာယူအဖွဲ့ဒီကျွန်တော်တို့ခေါင်းဆောင်ဆက်တင်လို့မဖြစ်ဘူးဆိုတဲ့အကြောင်းကျွန်တော်ပြောချင်ပါတယ်စစ်ဆိုင်ပြီးကျွန်တော်တို့ကစီလုံးညီညွတ်မှုတစ်ခုကိုမပြတ်မပြားစမ်းလက်တွဲညီနဲ့ဆက်လိုက်လက်ဆောင်လက်တွဲကြပါစို့လို့ပြောကြရင်လည်းဒီကုန်ချုပ်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါသူတို့ကျွန်တော်တို့ကိုစကားပြောပေးသွားတဲ့ဒေသခံတော့တော်သူဒူဝဲကျေးဇူးတင်ပါတယ်ခုချိန်မှာကျွန်တော်တို့နိုင်ငံမှာတကယ်ဖွံ့ဖြိုးတိုးတက်လာဖို့ရအတွက်ကျွန်တော်တို့9နှစ်ကနေစပြီးမှကျွန်တော်တို့ဖွဲ့ရတဲ့အထိလမ်းညွှန်တင်ကြားပေးတဲ့ဆရာမတွေဒီနေ့ကျွန်တော်တို့ရှေ့မှာအများကြီးရှိပါတယ်ဒါဟာကျွန်တော်တို့နိုင်ငံတစ်ခုပြုပြင်ပြောင်းလဲဖို့ရအတွက်အင်မတန်မှအရေးကြီးဆုံးအခမ်းကဏ္ဍတစ်ကနေပါဝင်တာလက်ရှိကျွန်တော်တို့နိုင်ငံရဲ့အခြေအနေမှာရှေ့ဆုံးကနေအတိုင်းမရပ်တည်ပြီးမှတိုက်ပွဲဝင်နေတာလဲသူတို့ပါပဲဆိုတော့ဒီကနေ့တာမရေးဝန်ထမ်းနဲ့ပညာရေးဝန်ထမ်းကိုကျွန်တော်တို့လက်ခုပ်တားလေးကြီးကျွန်တော်တီးပြအောင်ဒီတော့ခု CDA ကနေဝေပေးတဲ့ကျွန်တော်ဂျမ်ပညာရေးဝန်ထမ်းဖြစ်ဖြစ်တာမရေးဝန်ထမ်းဖြစ်ပေါ့နော် CDM တက်ကနေဝန်ထမ်းတို့ကိုကျွန်တော်ဖိတ်ခေါ်ပါတယ်စကားပြောပေးဖို့အားလုံးပဲရေပူနေကြပြီလားရှင်မကလော
လေးပြန်ပြောချင်ပါတယ်နေပူတဲ့အပူတန်ကျမတို့ရင်ထဲကအပူကိုနိုင်ပါသလားမနိုင်ပါဘူးနော်အခုချိန်မှာကျွန်တော်တို့ရင်ထဲကအပူတွေကဒီအပူတန်ကကျွန်တော်တို့ရင်ထဲကအပူကိုမနိုင်ပါဘူးဒါကြောင့်မို့ကျွန်တော်တို့တွေကဒီနေ့ဆက်လက်ပြီးတော့ဒီတပိတ်စစ်ကြောင်းမှာပူပေါင်းပါဝင်လာကြတာပဲဟုတ်ပါလားဟုတ်ပါတယ်နော်အဲ့တော့ခါကျတော့ကျွန်တော်တို့တွေကအခုတွားနေတဲ့ဒီမိုကရေစီရရှိရေးတိုက်ပွဲကြီးမှာကျွန်တော်တို့တွေမနိုင်မချင်းအောင်ပွဲမရမချင်းကျွန်တော်တို့ဆက်လက်ပြီးတော့တိုက်သွားအောင်မှာဖြစ်ပါတယ်ဒါကြောင့်မို့လဲကျွန်တော်တို့ရင်ဘတ်ထဲကအခုဆိုရင်အကြောက်တရားတွေတော်တော်များများရှိနေကြပြီလို့ကျွန်တော်ထင်တယ်အဲ့တော့အဲ့ဒီအကြောက်တရားတွေကိုကျွန်တော်တို့ဘေးဖယ်မှရမယ်အဲ့ဒီအကြောက်တရားတွေကိုကျွန်တော်ရင်ဘတ်ထဲကနေပြီးတော့မှနှောက်ပြမှရမယ်ကျွန်တော်တို့ဆက်လက်ပြီးအဲ့ဒီအကြောက်တရားတွေကိုကျွန်တော်တို့ရင်ဘတ်ထဲမှာစူးတစ်ချောင်းကိုစိုက်ထားမယ်ဆိုရင်ဒီအောင်ပွဲကကျွန်တော်တို့တိုက်တဲ့အခါမှာအောင်နိုင်မှာမဟုတ်ပါဘူးဒါကြောင့်မို့ကျွန်တော်တို့တွေဟာရင်ဘတ်ထဲမှာစူးစိုက်နေတဲ့အခုဝင်နေပြီအကြောက်တရားတွေဝင်နေပြီဆိုရင်ကျွန်တော်တို့ကတခါလဲဆွဲနှောက်ပြန်မှာပဲဖြစ်ပါတယ်ကျွန်တော်တို့ကြောက်နေလို့မရပါဘူးကျွန်တော်တို့အားလျှော့လို့မဖြစ်ပါဘူးအားလျော့သွားလို့မဖြစ်ပါဘူးကျွန်တော်တို့တွေကတိုက်ပွဲနိုင်ဖို့နည်းနည်းပဲလိုပါတော့တယ်ကျွန်တော်တို့အောင်ပွဲခံရဖို့နည်းနည်းပဲလိုပါတော့တယ်ရောင်နေလာဖို့ရအနှဲငယ်မြတာလိုပါတော့တယ်အချိန်အရန်မကြာတော့ပါဘူးဟုတ်ပါလားဟုတ်ပါတယ်နော်ကျွန်တော်တို့အောင်ပွဲနော်တိတ်မကြခင်မှာလက်တကယ်လို့မှရောက်ရှိလာမှဖြစ်တဲ့အတွက်ကြောင့်အားလျှော့ပစ်လိုက်လို့မရပါဘူးအားရရော့သွားလို့မရပါဘူးဒါကြောင့်မို့ကျွန်တော်တို့ဒီရက်ပိုင်းတွေမှာပို့ပြီးတော့မှကျွန်တော်တို့တွေကပို့ပြီးစီးလုံးရမယ်ပို့ပြီးညီညွတ်ရမယ်ပို့ပြီးတော့မှဒီဆန္ဒထုတ်ဖော်မှုတွေကိုကျွန်တော်တို့ကညီညွတ်စွာနဲ့ဆက်လက်ပြီးလှုပ်ဆောင်ကြရမှာဖြစ်ပါတယ်ဟုတ်ပါတယ်နော်ဟုတ်ပါတယ်အဲ့တော့ကျမကအခုပေါ့နော်ဒီအမှန်တရားကိုပေါ့နော်ကျွန်တော်တို့အခုလုပ်နေတာကအမှားတရားလုပ်နေရလားအမှန်တရားလုပ်နေကြရလားအမှန်တရားဘက်ကရက်တည်နေကြတာပါနော်ဓမ္မနဲ့အာရမမှာကျွန်တော်တို့ကဓမ္မဘက်ကနေရက်တည်နေကြတဲ့သူတွေဖြစ်ပါတယ်ဒီနေ့ဒီမှာလာတဲ့သူတွေအားလုံးဒီအမှန်တရားကိုလိုချင်လို့အမှန်တရားဘက်ကနေရက်တည်နေတာပဲဖြစ်ပါတယ်မတရားမှုကိုဘာလုပ်နေကြလဲခုခံတော်လှန်နေတာဖြစ်ပါတယ်ဟုတ်ပါလားဟုတ်ပါတယ်ကျွန်တော်တို့ရဲ့အကုန်လုံးကမတရားမှုကိုခုခံတော်လှန်နေတာဖြစ်ပါတယ်အဲ့တော့အမှန်တရားကိုလက်ခံဖို့လူမျိုးတူဖို့မလိုပါဘူးဘာသာတူဖို့လည်းမလိုပါဘူးအမှန်တရားကိုလက်ခံနိုင်တဲ့ရင်ဘတ်ချင်းနဲ့တူဖို့ပဲလိုပါတယ်ဟုတ်ပါလားရှင်ဟုတ်ပါတယ်ကျွန်တော်တို့ရင်ဘတ်ချင်းနဲ့တူတယ်မလားတူပါတယ်ကျွန်တော်တို့ရင်ဘတ်ချင်းနဲ့တူလို့ဒီနေရာမှာဒီနေ့ဘလောက်ပဲဝေးဝေးဘလောက်ပဲပူပူဘလောက်ပဲပင်မကျွန်တော်တို့တွေရောက်ရှိနေတာဖြစ်ပါတယ်ဒီတနေရာထဲမှာလာပြီးတော့မှစုဝေးပြီးတော့မှကျွန်တော်တို့ညီညွတ်နေကြတာဖြစ်ပါတယ်ဆန္ဒဖော်ထုတ်နေကြတာဖြစ်ပါတယ်ဟုတ်ပါတယ်နော်ဟုတ်ပါတယ်အဲ့တော့ခါကျကျွန်တော်တို့ဆက်လက်ပြီးတော့ဗောနော်ဒီအတိုင်းပဲကျွန်တော်ဆက်ပြီးတော့မှသွားကြမယ်အားမလျှော့ပါနဲ့အားမလျော့ပါနဲ့ကျွန်တော်အားပေးချင်ပါတယ်အားလုံးပေါ့နော်အင်းအားအပြည့်နဲ့အားမဲ့အပြည့်နဲ့ကျွန်တော်တို့တလကျော်ကြီးတောင်ကျွန်တော်တို့လှုပ်လာပြီးပြီပဲနော်ဒီရက်ပိုင်းလေးလို့တော့အတဲ့အချိန်ကြမှာဟာငါတို့တွေပင်မနေပါပြီအားလျှော့လိုက်ပါတော့မယ်ငါတို့တွေအရင်ပင်မနေပြီငါတို့မသွားတော့ဘူးငါတို့တွေဆက်လက်ပြီးတော့ဆန္ဒဖော်ထုတ်တဲ့သူတွေသွားတဲ့လူသွားပါလိမ့်မယ်ငါတို့တော့မသွားတော့ပါဘူးအဲ့လိုမလုပ်ပါနဲ့နော်ကျွန်တော်တို့လိုအဲ့လိုမသွားတော့ပါဘူးဆိုတဲ့လူတွေအရင်များသွားရင်ဒီလိုနေရာမှာလူရှိပါမလားမရှိဘူးနော်အဲ့တော့အဲ့လိုမျိုးအဖြစ်ခံလို့မဖြစ်ပါဘူးအဲ့တော့ဘသူတွေမထွက်ကျွန်တော်တို့တွေရင်ဘတ်ချင်းတူတဲ့သူတွေအကုန်လုံးကကျွန်တော်တို့ထွက်ကြမယ်ဟုတ်တယ်နော်ကျွန်တော်တို့တွေဟိုတနေ့က20ဘယ်နေ့ရလဲ24ရက်နေ့ရပါတော့24ရက်နေ့လား23ရက်နေ့ညလားကျွန်တော်တို့မန္တလေးမှာ9နှစ်သမီးရွယ်လေးတယောက်ဆုံးသွားတယ်နော်တိလိုက်ကြလားမသိသိတယ်နော်ကျွန်တော် Facebook ဟိုပါပေါ့နော် line ရနေတဲ့သူတွေဆိုလို့ရှိရင်တော့သိမယ်9နှစ်သမီးလေးနော်9နှစ်ရွယ်ဆိုတာကလေးလေးတွေနော်ဒီလိုကလေးလေးတွေတောင်သူတို့အလွတ်ပေးသလားမပေးဘူးနော်အဲ့လိုအလွတ်မပေးဘူး तू ဆန္ဒပြနေတာလားမဟုတ်ဘူးနော်ဆန္ဒပြနေတာလည်းမဟုတ်လမ်းပေါ်ထွက်နေတာလည်းမဟုတ်ဘူးဒီကလေးလေးကသူ့ဟာသူမိဘရင်ခွင်ထဲမှာနေတယ်သူတို့ဝင်ဆွဲတယ်ပြစ်ထည့်လိုက်တယ်ဘာဖြစ်သွားလဲတေသွားတယ်နော်ဒါဒီတရားလားမတရားဘူးနော်ဒါကြောင့်မို့ဒီလိုမျိုးအသက်ပေးခဲ့ရတဲ့အသက်ပေါင်းများစွာတွေအတွက်ကျွန်တော်တို့တွေဟာဆက်လက်ပြီးတော့တိုက်ပွဲဝင်နေရမှာဖြစ်ပါတယ်ကျွန်တော်တို့တွေကအားလျှော့လိုက်လို့မဖြစ်ဘူးအားလျော့သွားလို့မဖြစ်ဘူးဒါကြောင့်မို့အားလုံးကိုညီညွတ်စေချင်ပါတယ်ဆက်လက်ပြီးကျွန်တော်တို့နောက်ရက်တွေမှာလည်းဆက်လက်ပြီးတော့မှဒီလိုမျိုးလူထုဆန္ဒပြပွဲတွေမှာဆက်လက်ပြီးချီတက်ကြဖို့လည်းကျွန်တော်ဖိတ်ခေါ်ပါတယ်တောင်းဆိုအပ်ပါတယ်နော်အဲ့တော့သူတို့တွေပေါ့နော်အခုရှုံးတော့မှာသူတို့သိတယ်သူတို့မသိတာမဟုတ်ဘူးရှုံးမဲနေတာနော်ကျွန်တော်တို့ပြည်သူလူထုရဲ့ညီညွတ်မှုတွေကိုသူတို့ကြောက်နေတာ
နော်သူတို့ကကျွန်တော်တို့ကြောက်နေတယ်လို့ထင်တာတကယ်တမ်းကျသူတို့ကြောက်နေတာနော်ကျွန်တော်တို့ကကြောက်သလားမကြောက်ဘူးမကြောက်လို့ဒီလိုမျိုးလာတာဟုတ်တယ်နော်သူတို့ကဘာဖြစ်နေလဲကြောက်နေတယ်သူတို့ကြောက်တာဘာလို့ထင်လဲသူတို့ကြောက်တာကကျွန်တော်တို့ပြည်သူလူထုဟဲ့တယ်လို့ကြီးတလားကြော်ထိမပင်မနဲ့လမ်းပေါ်မှာထွက်ပြီးဆန္ဒပြပြီးတော့မှညီညွတ်စွာဖောက်ထုတ်နေတာကိုသူတို့ကြောက်တာဟုတ်တယ်နော်သူတို့ကကျွန်တော်တို့လူထုကိုကြောက်တာကျွန်တော်တို့လူထုညီညွတ်နေတာကိုကြောက်တာကျွန်တော်တို့လူထုဟဲ့လို့လူစုလူဝဲအများကြီးနဲ့ဆန္ဒဖော်ထုတ်နေတာကိုသူတို့အာဏာရှင်တွေအရန်ကြောက်ပါတယ်ဟုတ်ပါတယ်နော်သူတို့အာဏာရှင်တွေအရန်ကြောက်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဘက်ကညီညွတ်တဲ့အတွက်ကြောင့်ကျွန်တော်တို့မလိုချင်တဲ့စစ်အာဏာရှင်စနစ်ကိုအမြင့်ထက်ချေမှုန်းနေတာဖြစ်တဲ့အတွက်ကြောင့်မို့သူတို့ရှုံးတော့မယ်ဆိုတာသူတို့တိတိနဲ့ရှုံးမဲမဲနေတာဖြစ်ပါတယ်ဒါကြောင့်မို့ဒီရက်ပိုင်းတွေမှာပို့ပြီးဖြိုခွင်းတယ်ပို့ပြီးတော့မှသူတို့ကျွန်တော်တို့ပြည်သူလူထုအကြောက်တရားတွေရင်ထဲကိုထည့်နေတယ်ဒါပေမဲ့ကျွန်တော်တို့ကြောက်လို့ဖြစ်လားမဖြစ်ပါဘူးเนาะကျွန်တော်တို့ဘလောက်ပဲတက်တွေစရေးရပါစေဘယ်နေရာတွေမှာဘလောက်ပဲသူတို့ဖြိုခွင်းနေပါစေကျွန်တော်ပြည်သူလူထုအားလျော့သွားလားမလျော့ဘူးနော်မုံရွာကြည့်လိုက်လူထုအင်အားအရင်များတယ်မန္တလေးလူထုအင်အားအရင်များတယ်နော်ရန်ကုန်ဆက်လက်ပြီးတော့မှခြိတက်နေကြဆဲပဲအနေနဲ့ရက်ဆက်လက်ခြိတက်နေကြဆဲပဲကျွန်တော်တို့ကြရပြီဆက်လက်ခြိတက်နေကြဆဲပဲဟုတ်ပါလားမှန်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့တွေကဆက်လက်ပြီးတော့နိုင်ပွဲရတဲ့အထိတော့တိုက်ကြမယ်အတူတူတိုက်ကြမယ်နော်လက်ခံမလားအတူတူတိုက်ကြမယ်နော်လက်ခံမလားဟုတ်ပြီကျွန်တော်ဆက်လက်ပြီးသွားမယ်နော်ဆက်လက်ပြီးကျွန်တော်တို့သွားမယ်သူတို့တောင်ရှုံးမှတိတ်တရက်နဲ့ဆက်လက်ပြီးတော့ခေါင်းတိုးနေကြသေးတာပဲနော်ကျွန်တော်တို့ပြည်သူတွေကနိုင်မဲ့တိုက်ပွဲကိုနိုင်မဲ့ဆိုတာလဲသိရတာနဲ့ဘာလို့မတိုက်ရဲရမှာလဲဟုတ်တယ်နော်ကျွန်တော်တို့တွေနိုင်ကိုနိုင်မှာနော်နိုင်မယ်မနိုင်တော့ဘူးနိုင်ပါမလားဆိုတော့အတွေ့အမြင်ရှိနေကြလားမရှိပါနဲ့နော်ရှိရင်လည်းခေါင်းထဲကနေဖယ်ထုတ်လိုက်ပါကျွန်တော်တို့ဒီတိုက်ပွဲဒီနိုင်ကိုနိုင်မှာဖြစ်ပါတယ်ဟုတ်ပါတယ်နော်နိုင်မယ်လို့လက်ခံပါသလားယုံကြည်ပါသလားယုံကြည်ပါကျွန်တော်တို့ကနော်ဘာမဆိုမလောက်သေးရင်မဖြစ်သေးတာပဲရှိတယ်တဲ့လောက်ပြီဆိုရင်တော့ဖြစ်ချင်လို့လောက်ပြီဆိုရင်အဲ့ဒီအလုပ်တစ်ခုကမဖြစ်ဘူးဆိုတာရှိလားမရှိဘူးကျွန်တော်တို့ကယုံကြည်မှုအပြည့်နဲ့ရှေ့ဆက်လှမ်းနေဖို့ပဲလိုပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီတိုက်ပွဲဒီအောင်ကိုအောင်မယ်နိုင်ကိုနိုင်မယ်ကျွန်တော်တို့အာမလျော့ဖို့အာမလျှော့ဖို့ပဲလိုပါတယ်ဆက်လက်ပြီးတော့ရင်ပတ်ချင်တူတဲ့သူတွေအားလုံးဆက်လက်ချီတက်ကြမယ်ဟုတ်ပြီနော်အဲ့တော့တချို့တွေလည်းရင်ပတ်ချင်မတူတဲ့သူတွေလည်းအများကြီးပေါ့ဗျာရင်ပတ်ချင်မတူတဲ့သူတွေကလည်းရှိနေပါတယ်နော်တော့ရင်ပတ်ချင်တူတဲ့သူတွေကလည်းပြည်သူလူထုအများကြီးရှိတယ်လို့ရင်ပတ်ချင်မတူတဲ့လူအနည်းစုလည်းရှိပါတယ်ဒါပေမဲ့သူတို့တွေကိုတော့ကျွန်တော်တို့ခောက်ထားလိုက်ပေါ့ဗျာနော်သူတို့တွေကိုတော့ကျွန်တော်တို့တရားချလဲရမှာမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ဒါမှတော့ဘာသာကြားတွေအများကြီးပေါ့ဗျာ။ကျွန်တော်ဗုဒ္ဓဘာသာမှာဆိုရင်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဒိဋ္ဌိတွေကိုတရားဟောလို့မရခဲ့ပါဘူး။ဟုတ်တယ်နော်။ကျွတ်တန်းဝင်တဲ့လူလောက်ပဲကျွတ်တန်းဝင်တယ်။ကျွတ်တန်းမဝင်တဲ့ဒိဋ္ဌိကတော့ကျွတ်တန်းကိုမဝင်ပါဘူး။မှန်ပါတယ်နော်။ဟုတ်ပါတယ်နော်။အဲ့တော့ဒိဋ္ဌိကိုတော့ကျွန်တော်တို့သွားပြီးတရားချနေလဲဒိဋ္ဌိကဒိဋ္ဌိပဲဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်ဆက်လက်ပြီးတရားဟောလဲရမှာမဟုတ်ပါဘူး။အဲ့တော့ကျွန်တော်တို့ရင်ပတ်ချင်းမတူတဲ့သူတော့ခောက်ထားလိုက်ပါကျွန်တော်တို့ရင်ပတ်ချင်းတူတဲ့သူတွေအားလုံးကပဲလက်တွေကိုအတူတူချိတ်ဆက်ပြီးတော့ကျွန်တော်တို့ကရှေ့ဆက်ကိုအားရအပြည့်နဲ့ကျွန်တော်တို့တွေဆက်လက်ပြီးတော့သွားကြမယ်အတူတူတိုက်ပွဲဝင်ကြမယ်ဟိုဒီနေ့ကကျွန်တော်ပြောခဲ့တော့ပဲမလွဲတာလို့ကျွန်တော်တို့ခြေလဲနောက်ဆုတ်ခဲ့ရမယ်ဆိုရင်အရှုံးပေးတဲ့ခြေတလန်မဖြစ်ပါစေနဲ့အာယူတဲ့ခြေတလန်ပဲဖြစ်ပါစေအဲ့တော့ကျွန်တော်တို့ဟိုရပိုင်းတွေမှာဖြိုခွင်းတာတွေများတော့ကျွန်တော်တို့လူလူကကြောက်စိတ်လေးတွေအများကြီးဝင်လာကြတယ်ကြောက်စိတ်လေးတွေရှိလာကြတယ်ဒါလည်းကျွန်တော်လက်တွေ့မြင်နေရလို့ပြောပြတာပါအဲ့တော့အဲ့ဒီကြောက်စိတ်ကလေးတွေကကျွန်တော်တို့ရဲ့နောက်ဆုတ်တဲ့ခြေတလန်ပဲဖြစ်ပါစေအဲ့ဒီကြောက်စိတ်လေးကအရှုံးပေးတဲ့ခြေတလန်မဖြစ်ပါစေနဲ့အဲ့တော့ကျွန်တော်တို့တွေကအရှက်ယူပြီးတော့ဒီရက်ပိုင်းမှာဆက်လက်ပြီးတော့မှအားနဲ့အင်းနဲ့အားပဲပြည့်နဲ့ဆက်လက်ခြိတက်ကြမယ်တိုက်ပွဲဝင်ကြမယ်ဟုတ်လားပြည်သူလူထုကအရင်အားရဖို့ကောင်းတယ်နော်ကျမလည်းပြည်သူတွေကပြည်သူတယောက်ပါနော်ကျမစီဒီအမ်ဝန်ထမ်းတယောက်ပါကျမ၄ရက်နေရာစပြီးစီဒီအမ်လုပ်နေပါတယ်ယနေ့ချိန်ဒီကျမစီဒီအမ်လုပ်နေပါတယ်ကျမပြည်သူနဲ့အတူတိုက်ပွဲဝင်ပါတယ်နော်ကျမစီဒီအမ်ဝန်ထမ်းနေအိမ်မှာစိန်နဲ့နေတာလို့ခိုင်းတော့လည်းပဲကျမစိန်နဲ့မနေနိုင်ပါဘူးကျမပြည်သူလူထုနဲ့တသားတယ်ကျမတိုက်ပွဲဝင်ရတာကိုအရင်ချိန်နဲ့တယ်ကိုပို့ပြီးတော့ပေါ့နော်လက်ပြလုံနေလို့ခံစားရတဲ့အတွက်ကြောင့်ကျမပြည်သူလူထုနဲ့တိုက်ပွဲဝင်ပါတယ်ရှေ့ဆက်ပြီးတော့လည်းကျမဆက်လက်ပြီးတော့တိုက်ပွဲဝင်နေမှာဖြစ်ပါတယ်
အဲ့တော့ခါကျပြည်သူလူထုကိုလည်းအဲ့လိုပဲအားမလျှော့ပဲကြောက်စိတ်တွေကိုဖယ်ပြီးတော့တိုက်ပွဲအတူတူဝင်ကြပါလို့ပြောကြရင်းနဲ့ပဲဒီကုန်းချုပ်ချင်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကျွေးကြော်တယ်လေးတစ်ချက်လောက်ဖြစ်ပေးမယ်နော်အတူတူကျွေးကြော်ကြမယ်နော်တို့ပြည်သူတွေညီရလားဟဲ့ညီရတို့ပြည်သူတွေညီရလားဟဲ့ညီရတို့တိုင်းသားတွေညီရလားဟဲ့ညီရတို့တိုင်းသားတွေညီရလားဟဲ့ညီရအာနာရှင်စစ်ဆိုရလို့ရှိစစ်အာနာရှင်အစိုးရလို့ရှိစစ်အာနာရှင်စနစ်အမြင့်ဖြတ်ချေပေါင်းရဲ့စစ်အာနာရှင်စနစ်အမြင့်ဖြတ်ချေပေါင်းရဲ့2008ချေကဥပဒေဖြတ်တဲ့ရဲ့2008ချေကဥပဒေဖြတ်တဲ့ရဲ့ဒီမိုကရေစီရရှိရဲ့ဒီမိုကရေစီရရှိရဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖော်ဆောင်ရဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖော်ဆောင်ရဲ့မတရားဖန်ဆီးခံနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးမတရားဖန်ဆီးခံနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးဖန်ဆီးထားသောခေါင်းဆောင်များဖန်ဆီးထားသောခေါင်းဆောင်များဖန်ဆီးထားသောကျောင်းသားများဖန်ဆီးထားသောကျောင်းသားများဖန်ဆီးထားသောဝန်ထမ်းများဖန်ဆီးထားသောဝန်ထမ်းများဖန်ဆီးထားသောပြည်သူများဖန်ဆီးထားသောပြည်သူများဘယ်သူတွေနိုင်ရမှာလဲဘယ်သူတွေနိုင်ရမှာလဲဘယ်သူတွေနိုင်ရမှာလဲတို့ပြည်သူတွေဘာလုပ်နေလဲငြိမ်းချမ်းစွာနဲ့စံတပြတယ်နော်တို့ပြည်သူတွေဘာလုပ်နေလဲတို့ပြည်သူတွေဘာလုပ်နေလဲရဲဘော်ဒိုင်းတော့နည်းနည်းအတန်တိုးတယ်နော်ရဲဘော်ဒိုင်းတော့ရရှိတိုက်ဆောက်ရရှိတိုက်ဆောက်88ကအချောတွေ88ကအချောတွေ21မှာလာမချောနဲ့21မှာလာမချောနဲ့မင်းတို့အောင်တော့88မင်းတို့အောင်တော့88ငါတို့အောင်တော့21ငါတို့အောင်တော့21ဖီးရင်ကြွမယ်ဖီးရင်ကြွမယ်ဖီးရင်ချမယ်နော်ဖီးရင်ချမယ်ဖီးရင်ကြွမယ်ဖီးရင်ကြွမယ်ဖီးရင်ချမယ်ဖီးရင်ကြွမယ်ပြည်သူအာဏာပြည်သူအာဏာငါတို့အာဏာငါတို့အာဏာတို့ပြည်သူတွေညီရလားဟဲ့တို့ပြည်သူတွေညီရလားဟဲ့တို့တိုင်းသားတွေညီရလားဟဲ့တို့တိုင်းသားတွေညီရလားဟဲ့ရေးတော့ဘောရေးတော့ဘောတို့ပြည်သူတွေညီရလားဟဲ့တို့တိုင်းသားတွေညီရလားဟဲ့တပိတ်စန္ဒတို့ပြည်သူတွေညီရလားဟဲ့တို့တိုင်းသားတွေညီရလားဟဲ့အရေးတော့ဘောအားလုံးကျေးဇူးအများကြီးတင်ပါတယ်တဦးတယောက်ချင်းစီကိုလည်းမိတ်ပြပါတယ်ရှင် အားရပါရကျွန်တော်အားပေးသွားတဲ့ဆရာမကိုကျေးဇူးတင်ပါတယ်အခုဆက်လက်ပြီးမှကျွန်တော်တို့ CDM ဝတ်ထားတဲ့ကနေဆရာဦးတကားပြောပေးမှာဖြစ်ပါတယ်လို့ဖိတ်ခေါ်ပါတယ်ဆရာဟုတ်ကဲ့ဒီပြန်လွေးရမှာတွားရောက်လာတဲ့ဒီပြည်သားအားလုံးကိုမင်္ဂလာပါလို့ပြောလို့ပုံစံတက်ပါတယ်အဲတော့ကျွန်တော်တို့အခုနိုင်ငံရဲ့အခြေအနေကကျွန်တော်တို့ဒီမှာရောက်ရှိလာတဲ့လူတွေအားလုံးဟာအမှန်တရားကိုမျက်နှိုးတယ်လို့ကျွန်တော်တို့ယူဆပါတယ်အဲ
အဲ့တော့ကျွန်တော်တို့လူတွေဆိုတာအမှန်တရားကိုမျက်နှိုးလားမမျက်နှိုးလားအမှန်တရားကိုမမျက်နှိုးတဲ့လူတွေဟာဘယ်သူဖြစ်မလဲတရိတ်ဆန်တွေဖြစ်ပါလေအဲ့ဒါကြောင့် CDM မလုပ်တဲ့ဝန်ထမ်းတွေဟာဘာဖြစ်သွားလဲတရိတ်ဆန်တွေပါအဲ့တော့ဒီမှာရောက်လာတဲ့ကျမ်းမာရေးပညာရေးဝန်ထမ်းလို့ CDM လုပ်တဲ့လူကကျွန်တော်တို့ဟာလူတွေပါCDM မလုပ်တဲ့ဆရာမတွေကဘာဖြစ်သွားလဲဒိတ်ဆောင်တွေပါခဏကဆရာမကပြောသွားပါတယ်သူကဗုဒ္ဓဘာသာဆိုတော့ဗုဒ္ဓတရားလို့ဟောပါတယ်ကျွန်တော်ကခရစ်ယာန်တရားဆိုတော့ခရစ်ယာန်လို့နည်းနည်းပြောပါမယ်ကျွန်တော်တို့တမန်ကျမ်းစာမှာနော်သခင်ခရစ်တော်ပြောထားပါတယ်ရန်သူကိုချစ်ပါလို့ပြောလားမပြောဘူးလားကျွန်တော်တို့ကရန်သူကိုချစ်ပါတယ်ဘာဖြစ်လို့လဲဆိုလူတွေဆိုတာတနာချင်းကျင်နာချင်းချစ်ချင်းရှိလားမရှိဘူးလားလူဆိုတာကဘာဖြစ်လဲဥပမာကျွန်တော်ရန်သူကိုဖမ်းပြီးတော့အဲရန်သူကမျက်ရည်ကျတယ်ကျွန်တော်တို့တောင်းပန်တယ်အဲ့ဒါဟိုသူကလူဖြစ်တဲ့အတွက်ကြောင့်ချစ်ချင်းမေတ္တာတရားတွေနဲ့ပြည့်စုံတယ်ကျွန်တော်သခင်ခရစ်တော်ပြောတာရန်သူကိုချစ်မြတ်လို့ပါပြောကျွန်တော်တို့ရန်သူကိုချစ်မြတ်လို့ပါတယ်ဒါပေမဲ့အခုကျွန်တော်တို့ရန်သူတွေကရန်သူမဟုတ်ပါဘူးသူတို့ဟာမျက်ရည်လည်းမကျတတ်ဘူးချစ်ချင်းလည်းမရှိဘူးမေတ္တာတရားလည်းမရှိဘူးအဲ့ဒါကြောင့်သူတို့ဟာရန်သူမဟုတ်ပါဘူးသူတို့ဟာနတ်မိတ်ဆာတွေပါအဲ့ဒါကြောင့်ကျွန်တော်တို့ပြည်သူတွေဟာအဲ့ဒါကြောင့်ကျွန်တော်တို့ခဏကပြောပဲဒီမှာရောက်လာတဲ့လူတွေအားလုံးဟာလူတွေပါအမှန်တရားကိုမျက်နှိုးတယ်ခဏကပြောတဲ့ချစ်ချင်းကျင်နာချင်းမေတ္တာတရားပြည့်ဝရှိတယ်ကျွန်တော်တို့လွယ်ကော်မှာပဲဖြစ်မန္တလေးမှာဖြစ်ရန်ကုန်မှာဖြစ်မုံရွာဖြစ်ခဏကပြောတဲ့ချစ်ချင်းဒီဝမ်းနဲ့ချင်းဒီဝမ်းသာချင်းဒီမေတ္တာတရားလုံးဝမရှိတဲ့မိစ္ဆာတွေအများကြီးရှိလားမရှိဘူးလားအဲ့တော့သခင်ခရစ်တော်ပြောတယ်ရန်သူကိုချစ်မြတ်လို့ပါမိစ္ဆာကိုချေမုန်းပါလို့ပြောထားပါတယ်အဲ့ဒီတော့ဒီမှာရောက်လာတဲ့ကျွန်တော်တို့အမှန်တရားကိုမျက်နှိုးနေတဲ့လူတွေရန်သူကိုကျွန်တော်တို့ချစ်ပါတယ်ဒါပေမဲ့မိစ္ဆာနေငရဲနာတာတွေကိုကျွန်တော်တို့မလုပ်ရမလဲချေမုန်းရပါမယ်ဟုတ်တယ်နော်အဲ့တော့ကျွန်တော်တို့ဒီပြည်သူတွေမှာတော့လကောင်းကျွန်တော်တို့ရွာထဲမှာတော့လကောင်းချစ်ချင်းမေတ္တာတရားခဏကပြောတဲ့လူလို့မရှိတဲ့ဒလန်ကောင်တွေရှိလားမရှိဘူးလားအဲ့ဒလန်ကောင်တွေလည်းမေတ္တာတရားမရှိတဲ့အတွက်ကြောင့်သူတို့တယောက်တည်းနဲ့ကျွန်တော်တို့ CDM လုပ်တဲ့ဝန်ထမ်းတွေ450အဖမ်းခံရနိုင်လားမရနိုင်ဘူးလားအဲ့ကောင်တွေလည်းနတ်မစ္ဆာဟုတ်လားမဟုတ်ဘူးလားနော်ပြီးတော့မှကျွန်တော်တို့ပန်ကန်ကေတော့ဟောလွယ်ကောမှာမနေ့ညကျွန်တော်အိမ်မှာတော့အကောမအိမ်ရဘူးလားဆွဲမယ်ဆိုတော့ဟိုသွားဒီသွားရတယ်အဲ့ဒီနတ်မိတ်ဆာတွေလည်းရှိလားမရှိဘူးလားသူ့ကိုကလကဆရာမပြောလို့မျိုးသူ့ကိုတရားတော်ဟောမယ်ဆိုရင်ကျွဲပါဆောင်ပြီးပဲဟုတ်တယ်မဟုတ်လားသူတို့မှာမေတ္တာဆိုတာရှိလားရှိဘူးအကျဉ်းနာဆိုတာရှိလားရှိဘူးအဲ့ဒါကြောင့်ဒီမှာရောက်လာတဲ့လူတွေအားလုံးကမေတ္တာအကျဉ်းနာချစ်ချင်းဒီဖြူစင်ချင်းဒီရှိတဲ့ကြောင့်ကြည့်လိုက်အားလုံးချောလားမချောလားဟောလွယ်ကိုပန်ကန်ကဲကအဲ့ငရဲမိတ်ဆာတွေချောလားကြည့်လိုက်တော့အသားမဲဖင်ကကောက်ဘိုက်ကပူပြီးတော့မျက်နှာကြည့်လိုက်တော့လဲတခိုးရုပ်ဓမြရုပ်ကျွန်တော်တို့မျက်နှာကြည့်လိုက်မယ်ဆိုရင်ဘာဖြစ်လဲစကားပြောရင်တော့ချောလေးပဲဟုတ်တယ်နော်အဲ့ဒါကြောင့်ကျွန်တော်တို့ဟာဒီမှာရောက်လာတဲ့လူတွေအားလုံးဟာအမှန်တရားကိုမျက်နှိုးတယ် CDM လုပ်တဲ့ကျွန်တော်ညီကိုမောင်နှမဝန်ထမ်းတွေလည်းအမှန်တရားကိုမျက်နှိုးတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဖိတ်ခေါ်တဲ့ CDM လုပ်ပါဆိုရင်မလုပ်ဘူးအဲ့ဒါကြောင့်တို့ကဘယ်လုပ်နိုင်မလဲတို့ကလူမမဟုတ်ပဲတို့ကဘာလဲတရိษာနတ်မိစ္ဆာတွေဟုတ်တယ်နော်ပြီးကျွဲပါဆောင်သီးတွေတို့ပုံစံလဲကြည့်လေကျွဲလိုပဲဟုတ်တယ်မဟုတ်လားနော်မျက်နာကကြည့်လိုက်ရင်မထီနဲ့အဲ့ဒါကြောင့်ကျွန်တော်တို့ရွာမှာရှိတဲ့ဒလန်ကောင်တွေလည်းပြောချင်ပါတယ်ကိုဟာကိုအေးစစ်နေပါဟိုလှုပ်ဒီလှုပ်မလှုပ်ပါနဲ့လှုပ်ရင်လည်းသူတို့ကဘာဂိုင်းတဲ့ဖြစ်သွားလဲနာမိစ္ဆာဂိုင်းတဲ့ဖြစ်သွားမယ်အဲ့ဒါကြောင့်ဟိုကနဆရာမပြောလို့မျိုးမိဘပြည်သူတွေအားလုံးအမှန်တရားမျှနှိုးတဲ့မိဘပြည်သူတွေအားလုံးကိုအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်တစ်ချက်ပဲပြောလိုပါတယ်ရန်သူကိုကျွန်တော်တို့ချစ်လားမချစ်ဘူးလားနာမိစ္ဆာကိုမလုပ်ရမလဲဟုတ်ပါပြီအဲ့တော့ကျွန်တော်ကြွေးကြော်တာ
နည်းနည်းကြွေးကြော်ပေးမယ်မိဘတွေကပြန်တူနည်းနည်းပြောပေးပါနော်အဲ့တော့ကျွန်တော်ခဏကပြောတယ်တရိษံနမိတ်စာချေမုံရေးဆိုရင်ပြည်သူတွေကတို့ရေးអော်ပေးပါဟုတ်တယ်နော်ဟုတ်ကဲ့ပါအဲ့တော့တရိษံနမိတ်စာချေမုံရေးတို့ရေးတရိษံနမိတ်စာချေမုံရေးတို့ရေးတရိษံနမိတ်စာချေမုံရေးတို့ရေးရဲတော်ဘုံဟုတ်ရပြီရဲတော်ဘုံဟုတ်ရပြီရဲတော်ဘုံဟုတ်ရပြီဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါတော်တယ်လို့ကျွန်တော်တို့ကလူကောင်းဖြည့်တာဗောနော်တကယ်ဒီမှာရောက်နေတဲ့လူတွေအားလုံးကအမတရားကိုလိုချင်ပြီးမှဒီကနေ့စနစ်ကောင်းတစ်ခုကိုလိုချင်တဲ့လူတွေပဲဖြစ်တယ်အဲကြောင့်မလို့ကျွန်တော်တို့ဟာလူကောင်းတွေပါဆိုတော့ကျေးဇူးတင်တယ်ဆိုတော့ဆက်လက်ပြီးမှကျွန်တော်တို့လူထုထက်ကနေတူစကားပြောပြီးရေကျွန်တော်တို့ဒီမော့ဆိုအကဖွဲ့ဒီနောက်ဘက်ကိုစစ်တဲ့နေရာလာယူပေးပါပြီးရင်ဒီမော့ဆိုကအကဖွဲ့ကိုဖြောဖြစ်ပေးမှဖြစ်ပါတယ်ဆိုတော့အခုကျွန်တော်တို့လူထုထက်ကနေတူဖိတ်ခေါ်ပါတယ်မင်းကမရှိလို့မင်းကလပ်ကမပြောတော့မနော်ကျွန်တော်ဘာဖြစ်လို့ဒီမှာတဲရတယ်ဆိုစောက်ယူစောက်ပေါ်တွေတွေ့ကြောက်စောက်ယူစောက်ပေါ်တွေလောက်ရကြောက်ကျွန်တော်ဒီမှာတဲရတယ်ကျွန်တော်ဘာမှမသိရဘဲနဲ့ကျွန်တော်နာမည်ဟိုချစ်မှာပေါက်တယ်ဘာလောက်ရမယ်ဆိုမြတ်လဲအုပ်စုအုပ်ချုပ်မှုလောက်ရမယ်ဆိုကျွန်တော်နာမည်ပေါက်တယ်ကျွန်တော်ကပြည်သူထက်ကပြည်သူတူပဲဘာပဲလို့ကျွန်တော်ကပြည်သူဖက်ကရက်တည်တဲ့လူသားတစ်ယောက်ပါကျွန်တော်နာမည်ထဲတဲ့လူကျွန်တော်ဘယ်လိုပြောလဲဆိုကျွန်တော်နာမည်ပြန်ဖျက်ပေးပါလို့မဖက်တီးတိုင်အောင်ကျွန်တော်ကပြည်သူထက်ကပြည်သူတူပဲလုံးဝမလုပ်နိုင်ဘူးလို့ကျွန်တော်ကပြောထဲတယ်ဒါကြောင့်မလို့ကျွန်တော်ဒီကျကပြည်သူအများအချင်းမှာကျွန်တော်ပြောရတယ်နော်ကျွန်တော်မိဘကပြည်သူပဲကျွန်တော်လည်းပြည်သူပဲတွေးလာဖောက်ကြည့်ကျွန်တော်ပြည်သူတွေးပဲအဲ့ဒါကြောင့်မလို့ရဲကျွန်တော်ဂတိပေးရတယ်ကျွန်တော်တခုံးပဲပြောမယ်ကျွန်တော်တို့အရေးတော့ပို့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဒီမော့ဆိုအကဖွဲ့တွေထုတ်ပြီးသူတွေညီရလာဟဲ့ညီတယ်ဟဲ့ထုတ်ပြီးသူတွေညီရလာဟဲ့ညီတယ်ထုတ်ပြီးသူတွေကြောက်တလာဟဲ့မကြောက်ဘူးထုတ်ပြီးသူတွေကြောက်တလာဟဲ့မကြောက်ဘူးဒီနေ့ကျွန်တော်ပါတယ်အောင်ဖို့ရတဲ့အကြောက်တရားရှိတဲ့တွေ့တဲ့အကုန်ဖောက်ထုတ်ပါကျွန်တော်လိုချင်တဲ့ Federal Democracy စနစ်ကိုရောက်ကျွန်တော်အတူလက်တိုင်းမှာတောင်းမယ်ဆိုတော့အဲ့ဒီတွေ့ဒီကနေ့ကျွန်တော်ဒီမှာညီမငယ်တွေကျွန်တော်အကနဲ့ဖြောဖြစ်ပေးမှာဖြစ်ပါတယ်လို့ဆိုတော့အစိတ်တဲပြေးစားလို့ရပါပြီဒီရှင်းနာကားတယ်ဘာလို့ချက်လို့ရှင်းနေတော့ရနောက်ဖလက်ကကြေချက်ချက်ကျွန်တော်အလာနေလောဝမျိုးမချပါနဲ့နော်အလာကျွန်တော်ရဲ့တကယ်ထုထိတ်ထားတဲ့အလာတွေဖြစ်တာလောဝမျိုးပေါ့မကြောက်စေနဲ့ကျွန်တော်အလာနေအဒီကဒီချေဟာဘောနော်တိတ်လဲလိမ့်မတိတ်ချတိတ်နာပေးပါသူပြကျွန်တော်ရဲ့အမျိုးသားအလာနေအဲ့ဒါကိုမချပါနဲ့အလာတွေအမျိုးသားအလာ
တော့ကောင်းတဲ့ပြင်ပေးသွားတဲ့ဒီမော့စကားညီမငယ်တွေသူ့ရဲ့ကျေးဇူးတင်ပါတယ်အခုဆက်လက်ပြီးမှကျွန်တော်အမျိုးသမီးထုလူငယ်ချက်ကနေတူကျွန်တော်စကားပြောမှာဖြစ်ပါတယ်ကျွန်တော်ခန္ဓာသိမကြတော့နော်ဆိုတော့ကျွန်တော်နေလဲပူတယ်တို့တော့ဒီနေပူတာကိုကျွန်တော်ခံနိုင်ဖို့အရေးကြီးပါတယ်ဆိုတော့ဒီမှာရှိတဲ့ဒီကမမအားလုံးလည်းကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်အဆုံးထိအေးအေးဆေးဆေးအေးအေးချမ်းနဲ့ကျွန်တော်ပါဝင်ရအောင်လို့အားလုံးပဲတွေ့ရတော့ဝမ်းသာပါတယ်ဒီစကားဘာဖြစ်လို့ပြောရလဲဆိုတော့ဒီကိုရောက်လာတဲ့လူအားလုံးဟာသူရဲကောင်းတွေဖြစ်တယ်ပေါ့နော်ကျမတို့ဒီမိုးဆိုမြို့နယ်အတွင်းမှာတော့မှကျမတို့သူရဲကောင်းဒီလောက်များသေးတယ်ဆိုရင်သိချတယ်ကျမတို့မြန်မာနိုင်ငံလုံးမှာလည်းသူရဲကောင်းတွေအများကြီးရှိနေသေးတယ်ဆိုကျမယုံကြည်တယ်ပေါ့နော်ဒီလူတွေဟာဘယ်သူမှနေစားခမပေးဘဲနဲ့ရောက်လာကြတဲ့လူတွေဖြစ်တယ်ကိုတမင်းကိုစာမနေပူခံပြီးမှအပေပန်းခံပြီးမှရောက်လာကြတဲ့လူဖြစ်တယ်ဖေဖော်ဝါရီတရက်နေ့ကနေစပြီးမှကျမတို့ဒီနေ့ထိတိုင်ကျမတို့ဇွဲမလျှော့နဲ့ထွက်လာခဲ့ကြတဲ့လူတွေဖြစ်တယ်ကျမတို့အခုအရှိဆုံးမှာတွေ့ရတဲ့အလံတွေကြီးလိုက်ပါအလံတွေဟာအယောင်မတူဘူးသူတို့ရဲ့ logo တွေမတူဒါဟာဘာဖော်ပြခြင်းဖြစ်လဲဆိုတော့မတူကွဲပြားခြင်းပေါ်မှာကျမတို့စူးစူးစီစီနဲ့
ဒီဆက်အာဏာရှင်ကြီးကိုတိုက်ထုတ်နေဆိုတာဖော်ပြနေခြင်းဖြစ်ပါတယ်2008ဖက်စီဘုတ်ချင်းကဥပဒေဆိုရဲစာအုပ်စိန်ကြီးဟာဖေဖော်ဝါရီ1ရက်နေ့ကလေးပြတ်တည်ပြီးသားဖြစ်တယ်ဒီအရေးတချို့လူတွေကအသက်ပြန်သွင်းချင်ကြပါတယ်ဒီ2008ဖက်စီဘုတ်ချင်းကဥပဒေရှိနေတယ်ရောကျမတို့တိုင်းရင်းသားတွေဟာသူတို့ရဲ့ဖနှောက်အောင်အနည်းခံနေရတော့ဖြစ်ပါတယ်အဲ့တော့ဒီအရေးမပြည့်စည်နေပြီးသားရောကျမတို့ပုံမှန်ပြန်ပေါ်မလားကျမတို့တိုက်ထုတ်ရမှာဖြစ်ပါတယ်ဒီစာအုပ်အစိမ်းရှိနေတဲ့တရွေတော့ဘယ်အစိုးရပဲတက်လာကျမတို့အမြဲတမ်းအဖိနှိပ်ခံရမှာဖြစ်ပါတယ်ဒီအားလုံးကနေပူတယ်ဆိုရလဲသိပါတယ်အဲ့ကြောင့်ကျမတူနဲ့လူရင်းပဲပြောပါမယ်လို့ကျမတို့တခါတလေကြရင်ကျမတို့ကဒီမိုးအလင်းကိုကျမတို့မဆောက်ဘူးကျမတို့မနဲ့ဆော့ကျမတို့ထမင်းစားနိုင်ဖို့အတွက်ကိုကျမတို့ကဒီမိုးလင်းတဲ့အထိမဆောက်ဘဲနဲ့ဒီမိုးချုံနေတဲ့3နိုင်4နိုင်မှာကျမတို့မီမွေမှာကျမတို့ထမင်းထပ်ချဲလေးရှိတယ်အဲ့လိုပဲကျမတို့ရဲ့ရောင်နီဟာလက်တကမ်းမှာရှိတယ်ဆိုကျမတို့သိတယ်ဒါပေမဲ့ဒီရာယူစောင့်မလားဒါမှမဟုတ်ကျမတို့ကိုယ်ပိုင်အလင်းနဲ့ဆက်သွားကြမလားဆိုကျမတို့စဉ်းစားဖို့လိုတယ်ကျမတို့ဒီပီနေရခရနီပီနေရအရင်ကတည်းကတီးချလွတ်လပ်တဲ့ပီနေနဲ့ရှိခဲ့ပြီးသားဖြစ်တယ်ဘယ်ဘူချုံမှကျမတို့အတွက်ကျေးဇူးမရှိဘူးဘယ်စစ်တပ်မှကျမတို့အတွက်ကျေးဇူးမရှိဘူးကျမတို့ရလဲနဲ့ကိုနဲ့ဆွဲမှတိုက်ထုတ်ထားတဲ့ပြည်နယ်ဖြစ်တယ်အဲ့ဒါကြောင့်ကျမတို့စဉ်းစားဖို့လိုပြီးကျမတို့အခုရန်ကုန်တွေလိုနေရာမျိုးမှာကျမတို့တွားကြည့်လိုက်ပါဒီရက်လိုမျိုးမှာအကြောင်းမရှိမနဲ့လာဖမ်းသွားတယ်နောက်တစ်ရက်လိုမျိုးမှာအလောင်းလာထုတ်ပါဆိုမှလာပြောနေရတာရှိတယ်တချို့လေဆိုအလောင်းတော့လူနေရတဲ့လူတွေရှိတယ်ကျမတို့ပြည်နယ်မှာအဲ့လောက်ထိအခြေအနေမဆိုးသေးဘူးဒါပေမဲ့ကျမတို့ပြင်ဆင်ဖို့အများကြီးလိုအပ်နေပြီကျမတို့အရင်လိုတီချာလွတ်လပ်တဲ့ပြည်နယ်အတွက်ပြန်ရဖို့အတွက်ကျမတို့တိုက်ထုတ်ဖို့အတွက်ကျမတို့ပြင်ဆင်ဖို့လိုနေပြီတချို့လေဟာကျမတို့ပြောတယ် R2P မလာသေးဘူးလား US Army မလာသေးဘူးလားတဲ့စဉ်းစားကြည့်ကြပါ US Army ဆိုတာသူတို့စစ်သားလေသူတို့ပြည်နယ်ကကွယ်ချင်လို့စစ်ထဲဝင်ထားတာအခြားနိုင်ငံအတွက်အတော်သိခံဖို့ဆိုတာအများကြီးစဉ်းစားဖို့လိုတယ်ဒါတွေက process အရန်ကြာနေတယ် R2P ဆိုတာလေဒီလိုမြန်မာနိုင်ငံလိုမျိုးချင်းကဘာနဲ့ရှင်မြန်မာတနိုင်ငံပဲဒီလိုဖြစ်နေတာမဟုတ်ကဘာအနက်မှာအခြားမြန်မာလိုပဲအခြေအနေဆိုးတဲ့နိုင်ငံတွေရှိတယ်အဲကြောင့်သူတို့လာဖို့ဝင်လာဖို့ဆိုအများကြီး process တွေကြာအောင်မယ်ကျမတို့အဝေးမကြည့်ပဲနဲ့ကျမတို့ပြည်နယ်တွင်းပဲပြန်ကြည့်လိုက်ပါကျမတို့မှာတိုင်းရင်းသားလက်နက်က9ဖွဲ့ရှိတယ်တချို့လေကလက်မှတ်ထိုးပြီးသားဖြစ်တယ်ဒါပေမဲ့ဒီလက်မှတ်ထိုးတဲ့ຢာဒီစစ်ကောင်စီလက်အောက်မှာအတိတ်ပဲမရှိတော့ပါဘူးအဲ့တော့ကျမတို့စဉ်းစားရမှာကကျမပြည်သူတရားဖြစ်တယ်ကျမရဲ့သဘောထားနဲ့ကျမပြောချင်းဖြစ်တယ်ကျမတို့စဉ်းစားရမှာကR2P ကိုစောင့်မလားဒီပြည်နယ်တွင်းရှိတဲ့တိုင်းရင်းသားလက်နက်ကိုင်တို့ကျမတို့သူတို့အကူအညီတောင်းမှသူတို့တစုတစည်းနဲ့ကျမတို့ကခွဲဖို့ကျမတို့တောင်းဆိုမလားဆိုတော့ကျမတို့အများကြီးစဉ်းစားဖို့လိုအပ်ပြီဒီလိုအချိန်မှာလူတိုင်းကကြောက်တယ်ကျမလည်းကြောက်တယ်တယောက်ချင်းစီတိုင်းကိုတယောက်ချင်းစီတိုင်းတမေးကြည့်ပါကြောက်ကြတယ်ဒါပေမဲ့ကျမတို့ကြောက်နေလို့မဖြစ်ဘူးတချို့ဘိုးဘွားတွေအဖေအမေတွေပြောတယ်88တုန်းကခံခဲ့ပြီးပြီဒီလိုဖြစ်လာမှာပဲဒီတိုင်းပဲတွတ်နဲ့သူဖြစ်သွားမယ်လို့ပြောနေတဲ့လူရှိတယ်ဒါပေမဲ့ကျမတို့အခုလူငယ်တွေမျိုးဆက်သက်တွေကဒီရာယူအမြင့်ပြတ်ချိန်မုန်းနိုင်အောင်ကျမတို့တမိုင်းချန်ခဲ့ဖို့လိုတယ်ကျမဒီရှိနေတဲ့တမိုင်းကိုလူများရေးပေးတဲ့တမိုင်းနောက်ကိုကျမတို့လိုက်မှလူများအောက်မှာပဲဒီလိုပဲဆက်ခံသွားမလားဒါမှမဟုတ်ရင်ကျမတို့ကိုယ့်ဘာသာကိုတမိုင်းအစ်စ်ရေးမလားဆိုစဉ်းစားကြပါအားလုံးလည်းပင်ပန်းနေပြီဆိုတာလည်းသိပါတယ်ဒါပေမဲ့ကျမတို့ရဲ့အောင်မြင်မှုလက်တကမ်းမှာပဲရှိတော့ပါတယ်အဲဒါကြောင့်အားလုံးပဲကျေးဇူးပေးမှအားတင်ထားပေးပါဇွဲလည်းမလျှော့သွားသေးပါနဲ့နောက်ပြီးမှပြင်ဆင်ဆရာရှိတာပြင်ဆင်ထားကြပါဒီလာမဲ့မနေ့ဖြန်တပည့်ခါဘာဖြစ်လာမလဲကျမတို့မသိနိုင်ဘူးအခုဆိုအင်တာနက်တွေဖြတ်တောက်ခံရပြီဖုန်းလိုင်းလည်းပဲချိန်ဖြတ်ခံရမလဲကျမတို့မသိဘူးကျမတို့တစ်ဖက်နဲ့တစ်ဖက်အမုန်းစကားလိုက်ပြောနေတဲ့လူတွေရှိတယ်ကျမတို့အဆက်အသွယ်ပြတ်နေတဲ့အချိန်မှာဟိုနေရာမှာစစ်ဖြစ်ပြီဒီနေရာမှာစစ်ဖြစ်ပြီဆိုမှလိုက်ပြောနေတဲ့လူရှိတယ်ကျေးဇူးပေးအဲ့အရာတွေနားမရောက်ပါနဲ့တွားမနားမထောင်ပါနဲ့အချင်းချင်းစီစီလုံးလုံးနဲ့နေကြပါလို့အဲ့ဒါလည်းတောင်းဆိုချင်ပါတယ်အားလုံးလည်းကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်အခုဆက်လိုက်မှကျွန်တော်ဘေကယာတချင်းအဖွဲ့ကိုကျွန်တော်ဖိတ်ခေါ်ပါတယ်ဘေကယာတီးတဲ့အချိန်မှာကျွန်တော်ဒီတချင်းကိုအားလုံးလိုက်ဆိုနိုင်ပါတယ်လို့အရေးကြီးပြီဆိုတဲ့တချင်းကိုသူတို့တီးပြီးဖြောပြပေးမှဖြစ်ပါတယ်
ဟုတ်ပြီလူထုတွေလည်းအားလုံးမတရားပြီးမှအားရပါရကြောင်းဒီဆိုရအောင်ဗီဒီယိုလေးကြီးရလာဟဲ့ဗီဒီယိုလေးကြီးရလာဟဲ့အားလာချစ်စိတ်ချေကိုလေအားလာချစ်စိတ်ချေကိုလေဒီမိုကရေစီရရှိရဲ့ဒီမိုကရေစီရရှိရဲ့ဝိုင်း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 အားလုံးကြထားနိုင်ပါပြီအခုကျွန်တော်တို့ဒီနေ့တစ်ခုအကြမှာနော်ကျွန်တော်ကိုကျွန်တော်တို့ဒီတပိတ်ကော်မတီကနေစကားပြောဖို့ဖိတ်ခေါ်ပါတယ်ဖိတ်ခေါ်တဲ့နေ့ကျွန်တော်လာပြောပေးဖို့ရတယ်ပါတယ်ဒီလိုကျွန်တော်လည်းကြားနေတယ်အဲ့ဒီမြစ်တူမှာကပ်နေတာပါလေပတ်မှာပြန်တော့မိုက်တယ်လားအားလုံးပဲလာပါအာနာစစ်စနေရဲ့အာနာသိမ်းမှုကဒီကောင်စီရဲ့အာနာသိမ်းမှုကကျွန်တော်တို့54ရက်ရှိပါမယ်ဒါပေမဲ့ကျွန်တော်ရဲ့စိတ်ကနေဦးဒီမှချက်ကစစ်အာနာစစ်စနေရှုတ်ချရေးဖြစ်ပါတယ်အမြင့်ပြချေမိုးတဲ့ဒီမှချက်ဖြစ်ပါတယ်စစ်ကောင်စီရဲ့စာနာစတဲ့နေ့ကတည်းကဒီမှချက်တစ်ခုကိုကျွန်တော်တို့ချခဲ့ပါတယ်ဒါပေမဲ့ဒီရက်ပေါင်း90ကျော်လာတဲ့အထိကျွန်တော်တို့လူထုတွေကဒီမှချက်တွေပြောင်းမသွားပါဘူး
နံပါတ်1စစ်အာဏာရှင်စနစ်အမြင့်ပြတ်ချေမှုန်းရမယ်နံပါတ်2 2008ဖွဲ့စည်းပုံသူတို့ရေးဆွဲထားတဲ့2008ဖွဲ့စည်းပုံခြေခံဥပဒေကိုဖျက်သိမ်းပြရမယ်ဒါမှဒီစစ်ကောင်စီရဲ့စစ်အုပ်ချုပ်မှုတွေကျွန်တော်တို့နောက်ဆက်လက်မရှိအောင်ကျွန်တော်တားဆီးမြေဆက်လက်မရှိအောင်ကျွန်တော်ဒီကိစ္စကိုဖွဲ့စည်းပုံခြေထောက်ဖျက်သိမ်းရမယ်နံပါတ်3ကျွန်တော်လိုလာတဲ့ Federal ပြည်တော်စု Federal Democracy ပြည်တော်စုဆိုတဲ့ကောင်းစဉ်ကိုကျွန်တော်တို့တွားရမယ်နံပါတ်4ကျွန်တော်တို့ဖန်ဆီးခံထားတဲ့နိုင်ငံရေးခေါင်းဆောင်တွေနိုင်ငံရေးကျင်းသားများအားလုံးအကလုံးပြန်လွတ်ပေးရမယ်ဒီမှန်ချက်၄ချက်ဟာဒီကနေ့အထိတည်မြဲနေဆဲဖြစ်ပါတယ်သူတို့ဖက်ကကြီးညာခဲ့တယ်29ရက်နေ့ကျရင်ဒီမတ်လ29ရက်နေ့အထိသူတို့ရဲ့အာဏာသိမ်းမှုအထမြောက်မယ်လို့သူတို့ကြီးညာခဲ့တယ်ဒါပေမဲ့ကျွန်တော်လူထုအနေနဲ့လက်ခံနိုင်စရာအကြောင်းမရှိဘူးသူတို့ကဘယ်လိုပဲချင်းချောင်းနေပါစေဖန်ဆီးနေပါစေအကြမ်းဖက်နေပါစေကျွန်တော်ကြောက်စရာတွေးတဲ့စဲမှမရှိဘူးကျွန်တော်ကြောက်တဲ့တွေးပါခဲ့ရင်လည်းဖောက်ထုတ်လိုက်ပါဒီအလူထုတွေကျွန်တော်ဒီအချိန်မှာကြောက်ရမယ့်အချိန်မဟုတ်တော့ပါဘူးသူတို့လည်းအကြမ်းဖက်နှိပ်စက်လို့ပြစ်ခတ်ဖြုတ်ခွင်းလိုက်လို့ကျွန်တော်ပြည်နယ်မှာအသက်တချုံစသေးခဲလိုက်ရတယ်ဒါပေမဲ့ကျွန်တော်ပြောချင်ပါတယ်အဲ့ဒီအသက်တချုံဆုံးရှုံးခဲ့ရပေမဲ့နောက်ထပ်အသက်ပေါင်းများစွာစသေးဖို့အဆင်သင့်ရှိပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ပြီးတော့တနေ့ကျရင်ဒီအရေးတော်ပုံကအနိုင်နဲ့အရှုံးမရှိပါတယ်ဒီပွဲဟာငါတို့ပြည်သူဟာနိုင်ရမယ်ဒီပွဲဟာငါတို့ပြည်သူနိုင်ရမယ်ဒီစစ်ကောင်စီရဲ့နေပတ်တဲ့အပေါင်းပါတွေစစ်သားတွေရှုံးတဲ့ပွဲဖြစ်တယ်အဲ့ဒါကျွန်တော်အထူးလည်းပြောချင်ပါတယ်ဒီပွဲမှာဆက်လက်ပြီးတော့တိုက်ပွဲဝင်ပြဖို့လဲကျွန်တော်တောင်းဆိုချင်တယ်ပြီးတော့ကျေးဇူးတင်ရတဲ့အနေနဲ့ CDI မှာပါဝင်ပေးတဲ့ဆိုရဝန်ထမ်းတွေဒီကနေ့ထိတောက်ခံပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်ပြီးတော့လူထုလမ်းပေါ်ဆီယနာရှင်ကိုတုံးလာတဲ့နေရာမှာလမ်းပေါ်ထွက်ပြီးမှနေပူခိုင်မှလမ်းပေါ်ထွက်ပြီးဆန္ဒပြပေးတဲ့လူထုတွေလည်းကျေးဇူးတင်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့အဖေမှကူညီပေးတဲ့ပုဂ္ဂိုလ်တွေရောကျွန်တော်ဝေအားဖြစ်စေစေရန်တရားနေနဲ့ဖြစ်စေကျွန်တော်ဘောက်ဒီနဲ့ဖြစ်စေတခြားအဖေမှကူညီပေးတဲ့ပုဂ္ဂိုလ်တွေလည်းကျေးဇူးတင်ပါတယ်ဒီနေ့ကျရင်ဒီအရေးတော်ပုံဟာအောင်ရမယ်အရေးတော်ပုံအောင်ရပြီအရေးတော်ပုံအောင်ရပြီအရေးတော်ပုံအောင်ရပြီဆက်လက်ပြီးကျွန်တော်လက်ပြန်စီစိန်ကိုကျွန်တော်ဆက်လက်ပြီးမှပြောပြချင်ပါတယ်လက်ပြန်အနေနဲ့ကျွန်တော်ဒီမော့ဆိုတပိတ်ကော်မတီအနေနဲ့ဒီမော့ဆိုစတရောနန်းကွေဂျာကဘလို့ကွင်းကိုကျွန်တော်စုရအနေနဲ့ကျွန်တော်တတ်မှတ်ထားပါတယ်အဲ့ဒီအတွက်ကြောင့်ဒီမော့ဆိုမြို့နယ်မှာရှိတဲ့ပြည်သူလူထုများအားလုံးပူးပေါင်းပါဝင်ပေးဖို့လဲကျွန်တော်တိုက်တွန်းလိုပါတယ်စစ်အာဏာရှင်စနစ်အမြင့်ပြတ်ချေမှုန်းရေးတို့ရေးစစ်အာဏာရှင်စနစ်အမြင့်ပြတ်ချေမှုန်းရေးတို့ရေး2008ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေးတို့ရေး2008ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေးတို့ရေး Federal Democracy ပေါ်ဆောင်ရေးတို့ရေး Federal Democracy ပေါ်ဆောင်ရေးတို့ရေးမတရားပါစီကနိုင်ငံရေးခြေသားများလူပေးရေးတို့ရေးမတရားပါစီကနိုင်ငံရေးခြေသားများလူပေးရေးတို့